မြတ်စွာဘုရားလက်ထက်ကယဟန်တော်တစ်ပါးသုံးတယ်သောသင်္ကန်းတစ်လုံးသောသပိတ်ဆောင်ပြီးတော့တရားနှလုံးကျင့်သုံးမယ်ဆိုပြီးတော့နေရာရှာတာတောဆက်တနေရာရွာနဲ့မနီးမဝေးမှာဂူကြီးတစ်လုံးတွေ့တယ်အဲ့ဒါနဲ့အဲ့ဒီဂူကြီးတဲကိုဝင်ကြည့်တော့ဟာဟန်ရလိုက်တာလေလုံမိုးလုံဈဉ္ဉံလျှောက်ဖို့လည်းသိကောင်းတာပဲဆိုပြီးတော့ယဟန်တော်ကအဲ့ဒီဂူထဲမှာနေမယ်ဆိုပြီးတော့နေရာယူတယ်အဲ့ဒါနေလိုက်တော့ဝမ်းမြောက်ဝမ်းသာပဲတရက်ပြီးတရက်ပီတိတွေဖြစ်လို့ဒါပေမဲ့ဝမ်းမသာနိုင်တဲ့တယောက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီဂူကိုစောင့်တဲ့ဂူစောင့်နတ်သမီးကဝမ်းမသာဘူးအစကတော့သူကဒီယဟန်တော်ကတရက်နှစ်ရက်နေမှနဲ့တူပါရဲ့ဆိုပြီးတော့သားလေးသမီးလေးလက်ဆိုတော်တဲ့သစ်ပင်မှာနေတာယဟန်တော်ပြန်မဲ့အချိန်ကိုစောင့်နေတာယဟန်တော်ကသီလရှိတော့သူကအဲ့ဒီဂူထဲမှာမနေနိုင်ဘူးသီလရှိတဲ့ယဟန်ရဲ့အပေါ်မှာအဲ့ဒီနတ်ကမနေနိုင်ဘူးမနေနိုင်တော့သူထွက်ခွာပေးရတယ်ထွက်စီခြင်းလာပြီပြန်စီခြင်းလာပြီတရက်နှစ်ရက်နေမှနဲ့တူပါရဲ့လို့အောက်မေ့နေတာအဲ့ဒါယဟန်တော်ကဒီဝါတွင်တရင်လုံးဒီမှာတရင်သုံးမယ်လို့လဲတန်တိဋ္ဌံချလိုက်ရုံအဲ့ဒီနတ်ကလုံးဝမကျေနပ်တော့ဘူးအဲ့ဒီနတ်သမီးကအဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့ဒီယဟန်ကိုသူနှင်ထုတ်ချင်တယ်ဒါပေမဲ့ယဟန်ကိုနှင်ထုတ်เสียလက်ဆုပ်လက်ကင်ပြုเสียအပြစ်အနာအဆာကတခုမှမရှိဘူးဖြစ်နေတယ်တကယ်လို့အဲ့ဒီယဟန်ကသီလထိုက်တဲ့လောက်ပျက်စီးနေမယ်ဆိုရင်အဲ့ဒါကိုထောက်ပြီးတော့အဲ့ဒီယဟန်ကိုဂူထဲကနေအဲ့ဒီနတ်သမီးဟာနှင်ထုတ်ပါဒါပေမဲ့အဲ့ဒီယဟန်ကသီလကအဲ့ဒါလောက်စင်ကြဲနေတယ်သူနှင်ထုတ်လို့မရဘူးဖြစ်နေတယ်အဲ့ဒါနဲ့ယဟန်ကိုသီလပျက်စီးအောင်ဆိုပြီးတော့အကောက်ကြံတယ်အဲ့ဒီနတ်သမီးကဘယ်နဲ့လှုပ်တယ်လဲဆိုတော့အဲ့ဒီယဟန်ဆွမ်းခံတဲ့အိမ်ကကလေးတယောက်ကိုဝင်ပူးတယ်အဲ့ဒီနတ်သမီးကဝင်ပူးတော့ဝူဝါဝါအဲ့ဒါလိုပူးပြီးတော့ရှောက်ပြောနေတော့ဒကာကြီးဒကာမကြီးများကဟာဘာဖြစ်လဲမသိဘူးအဲ့ဒီမှာပူးနေတဲ့အဲ့ဒီနတ်ကပြောတယ်တင်တို့ဆွန်းလောင်းနေတဲ့ဂူထဲမှာတရင်သုံးတဲ့ယဟန်တော်ကြီးကရှိန်ကိုလေးနည်းနည်းလောက်တောင်းပြီးတော့ကျွေးလိုက်ရင်ငါထွက်သွားမယ်အဲ့ဒါဆိုယောဂပြောက်ဟာကျုပ်တို့ကိုးကွယ်တဲ့ဘုန်းကြီးကရှေးကူတဲ့ဘုန်းကြီးမဟုတ်ဘူးဒါကြောင့်မို့လို့ရှိန်ကိုလေးရှိမှာမဟုတ်ဘူးရှိန်ကိုမရှိရင်ຫນွယ်ကြိုလေးနည်းနည်းလောက်သွားတောင်းကြည့်ဘုန်းကြီးဆိုတာဆေးမကုကောင်းဘူးလေဘုန်းကြီးကိုဆေးဆရာဖြစ်အောင်လုပ်ပြီးတော့သီလပျက်စီးအောင်အကောက်ကျမ်းနေတာအဲ့ဒီနတ်သမီးကအဲ့ဒီလိုပြောတဲ့အခါကျတော့အဲ့ဒီပူးနေတဲ့နတ်သမီးကဘာဆက်ပြောတော့ဆိုတော့အဲ့ဒါလို့ဆိုရင်မြတ်ဖန်ကအဲ့ဒီယဟန်တော်ဆွမ်းခံကြွလာတဲ့အခါခြေစည်းရည်ပြင်မှာခြေဆေးပြီးတော့အဲ့ဒီခြေစည်းရည်ကိုခွက်နဲ့ခံပြီးတော့တင့်ရဲ့သားရဲ့ခေါင်းကိုလောင်းပဲဆိုရင်ယောဂပျောက်စီရမယ်သူဖန်ဆားထားတဲ့ယောဂ